ကဲ bro နေတဲ့ကတော်တော်မပြန်မဆိုရင်စိတ်ဝင်စားပါသားတော်တော်ပြန်ရင်ပတ်စံတပြားမှမကုန်ပဲနဲ့တော်တော်ကျွန်တော်စီမံလက်ပြန်လို့ရတဲ့အကြောင်းကိုဒီနေ့မှကျွန်တော်အနေနဲ့ပြပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကဲ bro အနေနဲ့ကွာဒီတော်တော်ဆိုတာတော့ ox ကအားလုံးပဲသိကြပြီလို့ထင်ပါတယ်ကဲတော်တော်ခန်းကိုပြန်ဖို့ bro အနေနဲ့ဘာတွေလောက်ရမလဲဆိုတာဒီဗီဒီယိုလေးမှာပြပြပေးတော့မှာဖြစ်ပါတယ်ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ရုံးဆုံးပြောချင်ပါတယ်ကဲဘောဒီနေ့မှာဆိုတော့ကျွန်တော်နေရကွာဒီတော်လမနဲ့ဒီပတ်သက်တဲ့ကြောင်းအားလေးကိုကျွန်တော်အနေနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကဲဘောဒီတော်လမပြတ်မှု bro အနေနဲ့ဟောဘာတွေလိုအပ်လဲမပြောခင်မှာကျွန်တော်အနေနဲ့တစ်ခုပြောချင်လို့ပါကဲဘောဒီမှာဆိုတော့ကျွန်တော်ဟိုချက်လက်လေးကျွန်တော်လာအများကြီးပဲကျွန်တော်လာခေါ်ထားကြပါတော့ဗောနော်ကျွန်တော်နေအခုလာပြောဖို့ကဘာလဲဆိုတော့ဒီတော်လမ giveaway တော့ဒါကျွန်တော်တော်လမ giveaway လို့ပေါ့ကျွန်တော်တော်လမ giveaway လုပ်ပြီးတာအဲကြောင့်မို့ကျွန်တော်အနေနဲ့ဒီ channel နဲ့ကျွန်တော်မလုပ်နိုင်ဘူးအကြောင်းလာပြောချင်ပါတယ်ခင်ဗျာကျွန်တော် channel မလုပ်ပေးခဲ့လို့ကျွန်တော်တောင်းပန်ပါတော့ဗောနော်ကျွန်တော်နေဘာလို့ဆိုဒီ channel နဲ့တင်းနှစ်ဆက်တည်းနေရောက်လာပြီကျွန်တော်အခုတော်မကေဝေလောက်လိုက်မို့လို့ bro နေလဲကျွန်တော် channel လေးမလုပ်နိုင်တော့ပါဘူးအဲ့လားလေးကျွန်တော်ပြောချင်ပါတယ်နောက်ရက်တွေကြာရင်တော့ကျွန်တော်ရဲ့ပုံမှန်အချိန်လိုက်ပြန်တင်ပါပါမယ်ဗီဒီယိုလေးဘောနော်အကြောင်း bro တို့ကျွန်တော်လာတောင်းပါလာပါတယ် channel လေးမလုပ်နိုင်ဘူးအကြောင်းလာပြောပါတယ်တော်မကေဝ bro တို့ကျွန်တော်လာပေးပါတယ်ခင်ဗျာအခန်းတစ်ခုလောက် giveaway ပေးမှာမဟုတ်ပါဘူးเนาะဒီ tournament ကျွန်တော်နောက်ပြောပြဖို့ဖြစ်ပါတယ်ကဲ tournament ပြန်ဖို့ bro အနေနဲ့ဘာတွေလိုအပ်လဲကျွန်တော်အနေနဲ့ရေုံစောပြောချင်ပါတယ် tournament ပြန်ဖို့ဘာတွေလိုအပ်ဆိုတော့ပထမဆုံးတစ်ချက်တော့ bro အနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe ပေးဖို့ video လေး like ပေးခဲ့ရုံနဲ့ tournament ပြန်လို့ရဖြစ်ပါတယ်နံပါတ်2ကတော့ bro အနေနဲ့ Telegram ကောက်သုံးဖို့လိုအပ်ပါတယ်Telegram ကောက်သုံးဖို့လိုအပ်ပါတယ် bro ရဲ့ Telegram နဲ့ကိုဒီ video ရဲ့ comment အောက်မှာရေးခဲ့ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်နေတော်လမမလူကိုရအလိုရှိပါတယ်တော်လမလူကိုရလိုပါတယ် bro အနေနဲ့တော်လမတော့ Oskin ခံပြန်ချင်တယ်ဆိုလို့ဆိုရင်ဒီကျွန်တော်ရဲ့ပြန်ချင်တယ်ဆိုရင် bro ကျွန်တော်ဒီ video ရဲ့ comment အောက်မှာ bro ရဲ့ Telegram နဲ့ရေးခဲ့ပြီကျွန်တော်အနေနဲ့ bro Telegram နဲ့တစ်ဆင့် like အောက်ပြီးတော့ bro ပြောခဲ့ပြီမှာဗျာမပြန်ချင်တဲ့လူတွေကကိစ္စမရှိဘူးပေါ့နော်ကျွန်တော်နေ video လေးကိုမကြည့်လို့ရပါတယ်ပြန်ချင်တဲ့လူတွေကအဆုံးကြည့်ဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်တော်လမ bro နေပတ်စံနေပြမပြပါဘူးပေါ့နော်ဒီ fee ပြန်ရဖြစ်ပါတယ်ကျွန်တော်နေတော်လမ giveaway ပြန်ဝဲလုပ်ပေးရဖြစ်ပါတယ်ပတ်စောဝမ်းမဆိုရပါမှာတပွဲပဲဆိုရပါမယ်ဒါအပျော်ချင်းပေါ့ဗျာညီကိုနဲ့ဆုပြီးတော့ဒီအပျော်ချင်းဆော့တာပါပဲbro နေဒီတော်လမနော် Oskin ခန်းဒီတော်လမအခန်းတန့်ကြီးကတော့ကျွန်တော်နေမြန်မာငွေ1000ကျပ်စီပါတယ်တပွဲပေါ့ဗျာအကြောင်းကျွန်တော်အနေနဲ့ဒီ giveaway လုပ်ပေးတာပေါ့ဗျာ bro နေတော်လမပြမယ်ဆိုလို့ရှိရင်ဒီ video ရဲ့ဒီ comment အောက်မှာရေးခဲ့ပေးလို့ရပါတယ်ခင်ဗျာကဲနောက်တစ်ခုကတော်မပြန်မယ်ဆိုလို့ရှိရင် bro အနေနဲ့အရင်ဆုံး sauce ပြီးတော့လိုအပ်ပါတယ် bro ပြောတာပါကျွန်တော်လည်းမရှိပါဘူးရှိတဲ့ဘဝကိုငါပိတ်ဆက်ရလို့စတာပါခင်ဗျာbro အနေနဲ့ကဒီကျွန်တော်ဒီ21ရက်နေ့မှာနှစ်သိမ်းမှာကြာတော်မ all skin ခံနဲ့ sauce ပြီးတော့ဆော့မှာဖြစ်အညီကိုနေနော်လူကိုရလိုပါတယ်ကျွန်တော်ပါဝင်ကျွန်တော်ပါဝင်ဆို10ရောက်ပါเนาะအဲ့ကြောင့် bro အနေနဲ့ဒီ video comment အောက်မှာ Telegram နဲ့နေမှတ်ခဲ့ပေးပါဦးကျွန်တော်အနေနဲ့ဒီတကြံပြီးလို့ဆိုရင်ဗီဒီယိုလေးကိုပုံမှန်ချိန်တိုင်းပြန်တင်ပါမယ်ကျွန်တော်အနေအခုဗီဒီယိုမနက်ပိုင်းကျွန်တော်တင်နေတာပါတယ်ကျွန်တော်အနေနဲ့တကြံပြီးတော့ဗီဒီယိုလေးကိုပုံမှန်ပြန်တင်ပါမယ်အဆုံးကြည့်ပြီးကြောက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အနေနဲ့အခု giveaway လုပ်တာပေါ့ဗျာနောက်ကျွန်တော်အနေနဲ့ giveaway လေးထပ်ပြီးလုပ်ဖို့ရှိပါတယ်အခုတော်လမဘလို့ပြန်ချင်တယ်ဆိုရင်ဒီဗီဒီယို comment အောက်မှာမှန်ခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဒီတော်လမမှာညီကိုတွေကို10ရိုက်မှာပဲဖြစ်ပါတယ်ကဲဆောင်းဒီကြီးပြီးကြောက်ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ကျရင်ကျွန်တော်နေပြန်လေဆိုကြပါအောင်တော်တော်ပြန်မရအောင်ကျွန်တော်တေချာလည်းမသိပါဘူးဘရိုအနေနဲ့ဟောတော်တော်ပြန်ရင်ဒီဗီဒီယိုရဲ့ comment အောင်ဘရို Telegram နဲ့မှန်းခဲ့ကြပါအောင်အားလုံးပဲဘိုင်ဘိုင်ပါ